လူမိုက်ကြီးလူချောင်းကတောင်တလုံးလိုမျိုးလမ်းကိုပိတ်ရက်လိုက်ပြီးရှေ့ကိုတလန်းတိုးလာတယ်ကျောင်းရဲ့ဝင်ကျင်တာလားရတာပေါ့ငါရဲ့ဒီဖိုးတန်လေးရဲ့ခွကြားထဲကနေတွားပြီးဝင်သွားလေတာဆိုရင်တော့ငါမမြင်ချင်းအောင်ဆောင်ပေးမယ်လူအုပ်ကြီးစီကနေဝိုင်းရတန်တွေထွက်ပေါ်လာတယ်ငါခြေလမ်းတွေကိုရက်လိုက်ပြီး2 မီတာလောက်မြင့်တဲ့မိတ်ဆာမြောက်ကြီးကိုမောကြည့်လိုက်တယ်ညာဘက်လက်ကိုအိတ်ကက်ထဲထည့်ထားပြီးလက်ညှိုးနဲ့ခပ်ဖွားဖွားပုတ်နေမိတယ်ဒါကငါတိုက်ခိုက်တော့မယ်ဆိုရင်လှုပ်လေးရှိတဲ့အကျင့်ပဲငါလက်စွပ်အတွင်းဘက်မှာကတ်နေတဲ့မင်းဟဲကလည်းတခင်ဖြစ်သူရဲ့တက်ဖြတ်လိုစိတ်ကိုခံစားမိပြီးစိတ်လှုပ်ရှားစွာနဲ့သူ့ရဲ့အဆွဲတွေကိုပုတ်ဆွဲနေတယ်ဒီမိတ်ဆာမြောက်ရဲ့မျက်လုံးတွေကိုဖောက်ထုတ်ဖို့3 စက္ကန့်3ရမလားဒါမှမဟုတ်သူ့ခြေဖက်နှောက်ကြောကိုဖျက်ပစ်ဖို့9 စက္ကန့်3ရမလားလို့ငါတွက်ချက်နေတော့မှပဲအေးဆက်ပြီးမန်နာကြီးရဲ့အတန်တစ်ခုကဒီပြဇက်ကိုဝင်ဖြတ်လိုက်တယ်လူချောင်းလမ်းမပိတ်နဲ့ငါလမ်းကိုလာမကြီးပတ်စီနဲ့လူအုပ်ကြီးကချက်ချင်းငြိမ်ကျသွားပြီးလမ်းဖယ်ပေးလိုက်ကြတယ်အစ်မြင့်ပြန်တန်းရေးကားတစ်စီဖြည်းဖြည်းချင်းဆက်ရောက်လာပြီးကားတကားပွင့်သွားတော့လူငယ်တယောက်ဆင်းလာတယ်သူ့ပုခုံးပေါ်မှာအဆင့်တားရဲပေါက်စလေးတစ်ကောင်ရှိနေတယ်လူချောင်းကချက်ချင်းပဲဖားတဲ့ရုပ်ပေါက်သွားပြီးအိုးတခင်လေးလီကျွန်တော်ကကျောင်းရဲ့ဂုံတိတ်ခါကိုညှိုးနှွမ်းစေတဲ့ဒီလိုကောင်မျိုးကိုဆုံးမပေးနေတာပါလီယောင်ချမ်းကသူ့ပုခုံးပေါ်ကငကားပေါက်လေးကိုခတ်ဖို့ဖို့လေးပုတ်တက်ရင်ချင်းတေးကလမ်းဘေးကခွေးဦးတာကိုဘျူးဆိုင်ပါမလားဒီနေ့ကကျောင်းသားတစ်တွေစမ်းတက်တဲ့နေ့ပဲဒီလိုလူမျိုးတွက်နဲ့အင်အားမဖြုံးပါနဲ့သွားဆိုလို့ပြောပြီးငါဘေးကနေကြောက်ဖြတ်သွားတယ်လူချောင်းကငါ့ကိုဆက်ကြည့်ပြီးမင်းကန်ကောင်းသွားတယ်မှန်ညံ့နေကြရင်လက်တွေ့စမ်းတက်ပွဲရှိတယ်အဲကြမှာစင်ပေါ်မှာမင်းကိုငါတေးတက်မယ်လို့ပြောပြီးထွက်သွားကြတယ်လူအုပ်ကြီးလူစုကွဲသွားပေမဲ့ငါကတော့ထိုနေရာမှာပဲရက်နေပြီးလီယောင်ချမ်းရဲ့ကြောပြင်ကိုကြည့်ကရက်ဆက်တဲ့အပြုံးတစ်ခုပြုံးလိုက်မိတယ်ချင်းတေးနဲ့ခွေးပေါ်လေမင်းရဲ့ငကားကြီးတွေးဆုပ်ခံရပြီးအလောင်းဖြစ်သွားတဲ့အချိန်ကျရင်ရောမင်းဒီလိုမှန်တက်နိုင်ပါဦးမလားကြည့်ကြသေးတာပေါ့ချမ်းလန်အကယ်ဒမီရဲ့နောက်ဖေးတောင်ကုန်းဟာအစင်းနှိမ်သားရဲတွေကိုမွေးမြူထားတဲ့နေရာဖြစ်ပြီးကျောင်းသားတစ်တွေလက်တွေ့လေးကျင့်ဖို့နဲ့သားရဲတွေကိုအစာကျွေးဖို့နေရာဖြစ်တယ်များသောအားဖြင့်ကျောင်းသားတွေကဆရာတွေရဲ့စောင့်ရှောက်မှုနဲ့အဖွဲ့လိုက်သွားကြပေမဲ့ငါကတော့လမ်းမကြီးကိုရှောင်ပြီးတောအုပ်ထူထပ်ဆုံးနေရာတွေကိုတယောက်တည်းဝင်ခဲ့တယ်ငါဒီကိုလာတာရည်ရွယ်ချက်တစ်ခုပဲရှိတယ်အဲ့ဒါကစစ်တပ်အင်အားတိုးချဲ့ဖို့ပဲငါရှေ့မှာစစ်စတန်စနစ်ပွင့်လာတယ်အင်ရှင်ဝမ်ပါချမ်းသားရဲမင်းဟဲစင်ကဲပြောင်းလဲမှုအမှတ်60လက်ရှိတာဝန်ပထမဆုံးပိုးမွားတပ်ဖွဲ့ကိုတိစောက်ရန်လိုအပ်ချက်100အဆင့်နဲ့သား90ကီလိုဂရမ်ထွက်လာခဲ့တော့မင်းဟဲငါလက်ကိုဆန့်ထုတ်လိုက်တော့အနက်နဲ့အနီရောင်ရောရှက်နေတဲ့ချင်းတကောင်က